အဲ့တော့ဘယ်လိုမျိုးအခြေအနေတွေမှာသုံးလဲဆိုတာကိုတစ်ချက်လောက်ကြည့်အောင်အတန်တူနေတော့ဘယ်လိုခွဲရမလဲဒီနေ့တော့ကျမတို့ OI နဲ့ OY ရဲ့အတန်ကိုလေ့လာကြည့်မယ် OI နဲ့ OY ရဲ့အတန်ကို OI လို့ထွက်နေကြတာတော်တော်များများကြားဖို့ပါလိမ့်မယ်အဲ့တော့ OI နဲ့ OY ကဒီ vowel teams နှစ်ခုလုံးကကျမတို့ဘယ်လိုအတန်ထွက်တယ်လဲဆိုလို့ရှိရင် OI ဆိုတဲ့အတန်မထွက်ဘဲနဲ့ OE OE အဲ့တော့ဒီမှာကြည့်အောင် O ဆောင်းကလေးက O I ဆောင်းကလေးကအဲ့တော့အဲ့နှစ်တန်ကိုမြန်ထွက်လိုက်တဲ့အတန်မျိုးနဲ့တူတယ်လို့မျိုး phonic ကအတန်တွေကိုနားလေတဲ့သူဆိုရင်ဒီလိုမျိုးလေးမှတ်လို့ရတယ်သူက A W ဆောင်း O ဆိုတဲ့အတန်နဲ့ EE က E ဆိုတဲ့ long in sound နဲ့ပေါင်းပြီးတော့မြန်ထွက်လိုက်တဲ့အတန်နဲ့လည်းသူကတူတယ် O E O O O E လို့အဲ့လိုထွက်ဘူးနော်အဲ့တော့ဒီမှာဆိုလို့ရှိရင် OI နဲ့ OY ဒီ same sound အတန်တူပါတယ် OI 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 အဲ့တော့ကျမတို့ဒီရေဘူးရအဖြစ်ခွဲမယ်ဆိုလို့ရှိရင်တော့ OI ရဲ့အနောက်မှာကျမတို့တခြား consonant ရဲ့အတန်ပါနေပြီးတော့ OY ကိုတော့စကားလုံးတစ်လုံးရဲ့နောက်ဆုံးမှာသုံးပါတယ်အဲ့တော့ဒါဒီ normally ပဲဖြစ်ပါတယ် stringent စကားလုံးတွေအင်္ဂလိပ်စာမှာအမြဲတမ်းရှိပါတယ်အဲ့တော့ဒီမှာဆိုရင်ဒီစကားလုံးပေါ့ကျမတို့ C ကိုဘယ်လိုပြောနေကြလဲ OI လို့ပြောနေကြတယ် OI ဆိုတဲ့အတန်အဲ့တော့ဒီမှာသူ့အတန်ကခုနကအတိုင်းထွက်ကြည့်မယ်ကျမတို့ OI အတန်လေးက O အနောက်မှာ O အတန်လေးရှိတယ် OI 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 ဆိုတဲ့အတန်မဟုတ်ဘူးဒီဘက်မှာကျမတို့ compile လုပ်ပြီးထွက်ကြည့်မယ်ဒီဘက်မှာ OY sound ကလည်းအတူတူပဲ OI ဒါပေမဲ့သူ့ရဲ့အနောက်မှာကျမတို့ဒီလုံးဝဘာအတန်မှမပါဘူးသူဒီနောက်ဆုံးမှာသုံးတာဖြစ်တယ်စကားလုံးတစ်လုံးရဲ့နောက်ဆုံးမှာသုံးတာဖြစ်တယ်ပေါ့နော်ကဲဆိုတော့ငယ်ငယ်တုန်းကအတန်ထွက်ခဲ့တယ် BOY ယောက်ျားလေးနော်ဆိုတော့ဒီမှာဆိုရင်အခု OY ရဲ့အတန်ကိုသိပြီးသွားပြီ OI OI B OI boy boy အဲ့တော့သူ့အတန်ဒီ Y မဟုတ်ပါဘူး boy boy နောက်တစ်ခုကြည့်မယ်ဒီမှာဆိုရင်ကျမတို့ဒါ khoai ပေါ့နော်ကြည်အားမြန်မာလိုပြောမှဆိုရင်တော့ khoai ပေါ့နင်က khoai ပဲဒီလိုမျိုးပြောကြတယ်เนาะအရှိတက်တယ်လို့ပြောတာပေါ့ကဲဒီမှာဆိုရင်ဘယ်လိုပြောလဲ oil အနောက်မှာအတန်ပါတယ် oil oil coil 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 အဲ့ဒါ coin ည coin ဆိုတာကမြန်မာတန်းနဲ့ပြောထားတာ coin မဟုတ်ဘူးเนาะအဲ့ဒါဒီမှာဆိုလို့ရှိရင်ဒီอ่ะသူဒီမှာစကားလုံးတစ်လုံးရဲ့အနောက်ဆုံးမှာပါတဲ့ oil ဆိုရင်ဒါဆို oy ကိုသုံးထားတယ် oil toy toy ဆိုတဲ့အတန်မှာနောက်တစ်မျက်နှာကိုကြည့်ကြည့်အောင်ဒီမှာဆိုရင် j oil joy အနောက်မှာဆိုတဲ့အတန်နောက်ထပ် consonant တစ်လုံးရဲ့အတန်ပါနေတယ် OI ကိုအလယ်မှာတုံးထားတယ် j oin j oin join join ကဲဒါဆိုရင်ဒီနှစ်ခုရဲ့အတန်ကညာတော့အပြင်အတူတူထွက်ခဲ့ကြတာများတယ်เนาะအဲ့တော့ဒီမှာဆိုရင်သူဒီအနောက်မှာဘာတမှမပါဘူးစကားလုံးတစ်လုံးရဲ့အနောက်ဆုံးမှာတုံးထားတယ် OY ရဲ့เนาะ OY အတွဲကိုကျမတို့တုံးထားတယ်အတန်ကတော့ OI j oil joy joy မဟုတ်ဘူး joy joy နောက်တစ်ခု oil soil soil oil soil soil အဲ့တော့တို့ဒီမှာဒါဆိုရှင် practice တစ်ချက်လောက်လုပ်ကြည့်မယ်ဘယ်အတွဲနဲ့များရေးရမလဲဆိုတာကိုတစ်ချက်လိုက်လုပ်ကြည့်မယ်အဲ့တော့လုပ်ကြည့်ခင်မှာ phonic ကိုကျမတို့ဒီအခြေခံကြကနေပြီးတော့သူ့ level နဲ့သူ step by step စနစ်တကျသင်ချက်ရှင်နဲ့ခလေးတွေကိုသင်ပေးခြင်းနဲ့ဆိုလို့ရှိရင်ကျမမှာနွေရာသီသင်တန်းနေရှိပါတယ်တစ်ချက်လာပြီးစုံစမ်းလို့ရပါတယ်ဒါကနွေရာသီသင်တန်းအတွက်အချိန်စရာနဲ့သင်တန်း free တွေပါ boss key class ရှိပါမယ်တစ်နှစ်မှာတစ်ချိန်ပဲဖွင့်ပါတယ်လူအများကြီးလက်မခံဘူး speaking practice တေချာလုပ်ပေးပြီး grammar ပိုင်အောင်လုပ်ပေးပါတယ်အဲ့တော့ဒီမှာကြည့်ကြည့်မယ်ဒါလေးက enjoy enjoy enjoy
oil enjoy ဆိုတော့ air ဆိုဘယ်သူအတန်ဖြစ်မလဲ air ဆိုတဲ့အတွက်ကျမတို့ e ကိုရေးမယ် j စာ oil oil စကားလုံးတစ်လုံးရဲ့အနောက်ဆုံးမှာအဲ့ဒီ oil ရဲ့အနောက်မှာဘာမှမပါဘူးဘာအတန်ဖြစ်မလဲဘယ်သူရဲ့အတန်ဖြစ်မလဲ OI ရဲ့အတန်ဖြစ်မလား OY ကိုရေးရမလား OI ကိုရေးရမလားနောက်ဆုံးမှာဖြစ်တဲ့အတွက်ကျမတို့ဒီ OY ကိုရေးပါမယ် enjoy ကဲဒါဆိုရင်ကြည့်အောင်ဒါလေးက boil 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 oil boil အနောက်ဆုံးမှာ ဆိုတဲ့အတန်ကိုကြားနေပြီးတော့ oil ဆိုတဲ့အတန်ကိုအလယ်မှာကြားတာဖြစ်တဲ့အတွက်ကျမတို့ဒီ OI အတွဲကိုရေးရမှာဖြစ်ပါတယ် oil boil ဖြစ်ပါတယ်ဒီမဲ့ဆိုလို့ရှိရင်ဒါဒီ joint oint joint joint အနောက်မှာ ဆိုတဲ့အတွဲအောင်မှာပါနေတာဖြစ်တဲ့အတွက်ဘယ်သူကိုပဲရေးရမလဲဆိုရင်ကျမတို့ဒီအလယ်မှာသုံးထားတာဖြစ်တဲ့အတွက် OI အတွဲကိုရေးရမှာဖြစ်ပါတယ်ဆိုတဲ့အတွက် G ကိုရေးပါမယ် oil OI ကိုရေးပါမယ် joint ဒါလေးက employဆိုတဲ့အတွက် e ကိုရေးမယ် pl အတွက်ကိုရေးရမယ် employ အဲ့တော့ခုလောက်ဆိုလို့ရှိရင်ကျမတို့ OI နဲ့ OY ကအတန်တူပေမဲ့ဘယ်လိုနေရာမှာသုံးလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်အဲ့တော့ဒီထိကျေးဇူးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ရက်မှာပြန်ပြီးတော့တွေ့ပါမယ်ရှင်